social media ပေါ်က post တခုကြောင့်ဆရာတယောက်ရဲ့ဘဝတစ်ခုလုံးမျက်စိသွားခဲ့ရပါတယ်။တသိမရှိဘူး။အမှန်တရားလည်းမသိရသေးဘူး။ဒါပေမဲ့လူတိုင်းကတော့သူ့ကိုအပြစ်ရှိတဲ့လူတစ်ယောက်အဖြစ်ဆုံးဖြတ်ပြီးသားဖြစ်နေကြပါတယ်။ဒီလိုချိန်นี้မှာပဲအဲ့ဒီအကြောင်းကိုဆရာမတစ်ယောက်ရောက်လာခဲ့ပါတယ်ပိုင်းသုံးကတော့တိတ်ကိုပြန်ပြတဲ့အခန်းထဲစတင်ထားပါတယ်။ဂါယောင်အသက်ရှိစဉ်ကစစ်တပ်ကနေခွင့်နဲ့ပြန်လာတဲ့ဟွာကျင်းနဲ့အတူတူပဲလမ်းလျှောက်တော့ခဲ့ပါတယ်။ပန်းချန်ထဲမှာဆက်လက်တောက်ပြီးတော့အနိုင်ကျင့်နေတဲ့အကြောင်းသားတချို့ကိုဂါယောင်ကတားမြစ်ခဲ့ပြီးတော့ဟွာကျင်းကတော့ဂုံယူဝမ်းမြောက်စွာနဲ့ကြည်နေခဲ့ပါတယ်။အဲဒီနောက်ဇလန်းကဂါယောင်ကိုတက်ခဲ့တဲ့လူသက်သမားချွဲကဦးချိုရဲ့တရားခွင့်စီရောက်သွားပါတယ်။အပိသက်ရှောင်လဲချက်မှာတော့ဂါဦးချိုကဂါယောင်ကိုချစ်လို့တက်ခဲ့တာပါလို့ထွက်ဆိုပါတယ်။သူဟာလူမမယ်ဖြစ်နေတဲ့အတွက်တရားရုံးကတော်နယ်လေးနေပဲချမှတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ဟွာကျင်းဟာအကြီးအကျယ်ကြီးကွဲသွားပြီးတော့တရားရုံးပြင်ပမှာဂါဦးချိုကားနဲ့တက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ကန်စောဟာကားကိုဝင်တိုက်ပြီးတော့သူ့ကိုတားဆီးခဲ့သလိုပဲနောက်ပိုင်းမှာတီးတန့်ခေါ်တွေ့ခဲ့ပါတယ်။သူဟာဟွာချင်းကိုစစ်ရှိထားဖို့တောင်းဆိုခဲ့ပြီးတော့သူပညာရေးဝန်ကြီးဖြစ်လာတဲ့အခါမှာ ERPP အဖွဲ့ကိုဖွဲ့စည်းမဲ့အစီအစဉ်အကြောင်းဖွင့်ပြောလိုက်ပါတယ်။ပြည်စုံမှန်ကာလာကိုရောက်လာတဲ့အခါမှာတော့ဟွာချင်းဟာကန်စောဂန်တယ်တို့နဲ့အတူတူတွေ့ဆုံခဲ့ပါတယ်။သူတို့ကကျောင်းသားတစ်ယောက်ကိုလိမ်မန်းဆိုင်ရာစော်ကားခဲ့တယ်လို့ဆိုရက်ခံရပြီးတဲ့နောက်မှာတော့ကိုယ့်ကိုအဆုံးစီရင်သွားတဲ့ဆိုရောင်းမျိုးသမီးထက်တဲ့ကြောင်းကဆရာတစ်ယောက်ရဲ့အမှုကြောင်းဆွေးနွေးခဲ့ပါတယ်။ Social Media မှာပြန်သွားတဲ့ဗီဒီယိုတစ်ခုတည်းကြောင့်စုံစမ်းစစ်ဆေးမှုတော့မလုပ်ဘဲနဲ့ဒီဆရာကိုအပြစ်ရှိတယ်လို့သတ်မှတ်ခဲ့ကြတာဖြစ်ကြောင်းဝါချင်းကထောက်ပြပါတယ်။ကွမ်နယ်ကတော့အဲ့ဒီအကြောင်းသူဟန်ဟေရီက follower 6 သိန်းကျော်ရှိတဲ့ social media influencer တယောက်ဖြစ်တယ်လို့ရှင်းပြပါတယ်။အဲ့ဒီကိုပြန်ပြတဲ့အခါမှာတော့အခန်းထဲမှာဟေရီလိုက်လွင်နေတော့မှာပဲဆရာမဆိုယုံရောက်လာပြီးတော့ဖုန်းမသုံးဖို့အတွက်တားမြင်ခဲ့ပါတယ်။ဒါကိုမကျင်တဲ့အတွက်ဆရာမကအကြောင်းသူတယောက်ရဲ့စပင်မှာကတ်နေတဲ့ PK ကိုခွာပေးနေတာကိုဆရာမကအကြောင်းသူကိုအနိုင်ကျင့်နေရအောင်ဗီဒီယိုအပ်ပြီးတော့တင်လိုက်ပါတယ်။ဟေရီရဲ့အသားမိန်ဆရာဖြစ်သူမစ္စတာကိုယောင်စုကဒီဗီဒီယိုကိုပြုတ်ချဖို့အတွက်ဟေရီကိုတော့ဖြောင်းပြမိမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဟန်ဟေရီကအဲ့ဒီဆရာကပါသူ့ကိုလိမ်မန်းဆိုင်ရာနှောက်ယှက်ပါတယ်ဆိုပြီးတော့နောက်ထပ်ဗီဒီယိုတခုတက်တင်လိုက်ပါတယ်။အဲ့ဒီဆိုတဲ့ချက်ဟာ live မှာပြန့်နှံ့သွားတဲ့အတွက်ကြောင့်မလို့ကိုရောစုတယောက်အလုပ်ထုတ်သွားပြီးတော့သူ့ရဲ့ကားထဲမှာပဲသူ့ကိုယ်သူအဆုံးရှင်သွားခဲ့ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူကလည်း online ပေါ်ကပြည့်ပြည့်ထန်ထန်တိုက်ခိုက်ဆော်ကားမှုတွေရဲ့ပြင်ပဖြစ်လာခဲ့ပါတယ်။ဆရာမရောင်ဟာဟေရီကိုတော့ရောက်မေးခွန်းထုတ်တဲ့အခါမှာတော့ဟန်ဟေရီကဆရာကသူ့ကိုလိမ်မန်းဆိုင်ရာဆော်ကားခဲ့တဲ့ကြောင်ဟန်ဆောင်ပြပြီးတော့ဒီစကားပြောနေတာကိုပါလိုင်းလွင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာမရောင်ဟာဟေရီ follower တွေရဲ့နောက်ထပ်ပြင်ပဖြစ်လာခဲ့ပါတယ်။ကျောင်းအကြီးကဗီဒီယိုနှစ်ခုလုံးကိုဖျက်ပေးဖို့အတွက်ဟေရီကိုတောင်းဆိုခဲ့ပြီးတော့ဖျက်ပေးမယ်ဆိုရင်တော့သူ့ရဲ့ influencer အလုပ်ကိုင်အတွက်ထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ဟေရီကဆရာမရောင်ကိုသူတို့ရဲ့တမ်းပိုင်ဆရာမအဖြစ်ခံပေးဖို့တောင်းဆိုခဲ့ပါတယ်။ပြည်စုံပေါ်ပြောင်းတဲ့အခါမှာတော့ဟွာချင်းဟာစစ်မှုထမ်းဟောင်းအင်ဟန်ရင်းကိုအဖွဲ့ဝင်သစ်ဖြစ်ခေါ်လက်ပြီးဖြစ်ကြောင်းကန်ဆော့ကိုအသိပေးပါတယ်။ကန်ဆော့ဟာဒီမှုကိုအနီးကပ်ဆောင်ကြည့်ဖို့အတွက်ဟွာချင်းကိုပြောပြပြီးတော့ဂွမ်ထေကတော့နီးမျက်နှာပိုင်းကနေပြီးတော့ပုံမပေးရပါတယ်။ဆရာအောင်မျိုးသမီးထက်တန်းကျောင်းမှာတော့ဆရာမရောင်ဟာဟယ်ရင်ကိုဆရာမအသစ်ဖြစ်မိတ်ဆက်ပေးပါတယ်။ဟန်ရင်းဟာကျောင်းသားတွေကိုမိတ်ဆက်လိုက်ပြီးတော့သူတို့ရဲ့ပြုမှုအရနတ်သမီးလည်းဖြစ်နိုင်တယ်လို့နတ်ဆိုးလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဟန်ဟယ်ရီနဲ့အတန်းပေါ်တွေဆရာမရောင်ပေါ်မှာဘလို့ဆက်ဆက်နေလဲဆိုတာကိုဟန်ရင်းကချင်းချင်းတတိထားမိသွားပြီးတော့သူတို့ကိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ဟန်ဟယ်ရီကို live နေတော့မှရက်ဖို့အမိန်ပေးခဲ့ပြီးတော့မရတဲ့အခါမှာတော့သူ့ဖုန်းကိုခွဲပစ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲ ERPP ဖွဲ့တွေရောက်ရှိလာပြီးတော့သူတို့ဟာဒီเจ้าကိုစုံစမ်းစစ်ဆေးနေတာဖြစ်ကြောင်းနဲ့ဟန်ရင်းကစစ်ဆေးမှုဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်။ပြည်냐ရေးဝန်ကြီးဌာနကကျောင်းတော်ဝိုင်းမှာကင်မရာတွေနဲ့စောင့်ကြည့်ရေးစက်ကရိယာတွေတပ်ဆင်လိုက်ပါတယ်။ဟန်ရင်းဟာကျောင်းသူတွေရဲ့ဖုန်းတွေကိုသိမ်းယူခဲ့ပြီးတော့ဂွမ်ထေရဲ့အကူအညီနဲ့သူတို့စီမှာအပေါ်ပါလာတဲ့ဖုန်းတွေကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။တပတ်မှာလည်းဟွာချင်းကကျောင်းသူတွေနိုင်ကျင့်တဲ့ဖြစ်ရပ်တွေရှိရင်တိုင်ကြားဖို့ဆရာဆရာမတွေကိုပြောပြပါတယ်။ကျောင်းကြီးကဒီလိုဖြစ်ရမျိုးမရှိဘူးလို့တင်းကြီးမိမေဟွာချင်းကတော့ဆရာဆရာမတွေကို ERPP နဲ့ပုံဝင်လင်းလေးပြောဆိုကြဖို့အားပေးခဲ့ပါတယ်။အဲဒီနောက်ဟန်ရင်းကဟွာချင်းဂွမ်ထေတို့နဲ့အတူတူပဲအကြောင်းစားသောက်ဆိုင်မှာတွေ့ဆုံကြပါတယ်။စစ်မှုထမ်းအောင်နှစ်ယောက်ချင်းချင်းစကားတွေပြောနေရင်းနဲ့ဂွမ်ထေကိုလည်းစားတော့နေကြပါတယ်။အဲ့ဒီအချိန်မှာပဲဟန်ရင်းကဟန်နယ်ရီကိုတခြားကျောင်းသူတွေနဲ့အတူတူစာသင်ခန်းတက်ရှင်လုပ်ဖို့အတွက်ခိုင်းစီခဲ့ပါတယ်။ကျောင်းသူတစ်ယောက်ကတော့ဆရာမရောင်းနဲ့ဟန်နယ်ရီတို့စကားပြောနေခဲ့တာကိုဗီဒီယိုခိုးရထားခဲ့ပါတယ်။နောက်နေ့မှာတော့ဟယ်ရီနဲ့သူတန်းပေါ်တွေကဆရာမရောင်းမသိအောင်လို့ online ပေါ်မှာသူမကိုလှောင်ပြောင်နေကြတဲ့တက်တေထောက်ထားတွေကိုဟန်ရင်းကရှောက်ပြီးရှိကြပါတယ်။သူမကကျောင်းသူတွေကိုပြစ်ပေးလိုက်တဲ့အတွက်သူတို့တွေကမစ္စတာကိုပေါ်ထားရှိတဲ့ဟန်နယ်ရီရဲ့ဆွဲချက်တွေကိုပါတန်တရားဝင်လာကြပါတယ်။ဒါမှမှလည်းဆရာမရောင်းတယောက် online ပေါ်ကနိုင်ကျင့်မှုတွေကြောင့်စိတ်တန်ရရနေပါတယ်။အလုပ်ထွက်ဖို့ကြိုးစားပြီးသူ့တငယ်ချင်းတယောက်စီမှာအလုပ်သွားတောင်းခဲ့ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းကသူမနဲ့ပတ်သက်ပြီးထွက်နေတဲ့ကောလာဟာရတွေကိုတော်ရပြီးတော့ပြောဆိုခဲ့ပါတယ်။မကြခင်မှာပဲဟယ်ရီနဲ့သူမတငယ်ချင်းကဆရာမရောင်းပေါ်ရုတ်တရက်ဆိုသလိုကြင်ကြင်နာဆက်ဆံလာကြပါတယ်။ကျောင်းသူတွေကဆရာမကိုတုံးချဖို့ကြိုးစားနေကြတာဖြစ်နိုင်တယ်လို့ဟန်ရင်းကသတိပေးခဲ့ပါတယ်။ဆရာမရောင်းကတော့ ERPP ရဲ့ဝင်ရောက်ဆွဲဖက်မှုကြောင့်သူတို့တွေပြောင်းလဲလာတာဖြစ်မယ်လို့ပဲယုံကြည်ဖို့ရွေးချယ်ခဲ့ပါတယ်။ဟန်ရင်းကတော့တန်တရားရှိနေစေဖြစ်ပါတယ်။ညနေခင်းတစ်ခုမှာဟန်နယ်ရီကသူတို့ကြားမှာဘာပြဿနာမှမရှိဘူးဆိုတာကိုသက်သေပြဖို့အတွက်ဆရာမရောင်းကို live လွှင့်နေတဲ့ပတ်ဝန်းဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ကျောင်းသားတွေအတွက်ခက်ခဲဖြစ်စေတဲ့ ERPP ကိုဝေဖန်ပေးဖို့လည်းဆရာမကိုတောင်းဆိုခဲ့ပါတယ်
ဒီလိုတောင်းဆိုမှုကြောင့်ဖိအားများသွားတဲ့ဆီယမ်မာယောင်ဟာကျောင်းမှာပဲစိတ်ကနာမငြိမ်ဖြစ်ပြီးတော့ဖမ်းတဲ့အထက်ရရှိသွားခဲ့ပါတယ်။ဝါကျင်ဟာသူမစီသွားပြီးတော့စေးထားဖို့နှစ်သိမ့်ပေးခဲ့တယ်လို့ပဲကျောင်းသားတယောက်ရဲ့တပ်ဖြတ်ခံခဲ့ရတဲ့ဂါယောင်ကျောင်းကိုလည်းပြပခဲ့ပါတယ်။ကျောင်းသားအချို့ကဆီယမ်မာယောင်ကိုဟေဒီယန်ကနေကာကွယ်ပေးဖို့အတွက် EFBB ကိုတိုင်ရန်စာပို့ခဲ့တာဖြစ်တာကြောင့်ဒီမှုမှာသူတို့ဘက်ဝင်ပါခဲ့ရတာဖြစ်ကြောင်းဝါကျင်ကပြပလိုက်ပါတယ်။ဒီစာအုပ်ပတ်ပြီးဆီယမ်မာယောင်ကလည်းစစ်လုံချောင်ဝမ်းနေသွားခဲ့ရပါတယ်။ကျောင်းသားတိုင်းကမစိုးကြပါဘူးဆိုပြီးတော့ဝါကျင်ကသတိပေးခဲ့ပြီးသူမကိုတကယ်ချစ်တဲ့လူတွေပေါ်မှာပဲအာယုံဆိုင်ဖို့အတွက်အားပေးခဲ့ပါတယ်။နောက်နေ့မှာတော့ဆီယမ်မာယောင်ရဲ့အတန်းတိုင်းကိုချင်းကပ်ပုံပြောင်းလဲသွားခဲ့ပါတယ်။ဟန်နေရီကိုအတန်းရှိခေါ်ပြီးတော့တေချာပုသာတပုတ်တော်ခန်းငယ်ကအပြစ်ဒဏ်အနေနဲ့လဝါးကိုရိုက်ခဲ့ပါတယ်။သူမအနေနဲ့ကျောင်းသားတွေရဲ့အနိုင်ကျင့်ချင်းရောက်တာကိုခံခဲ့ရပြီးထပ်ပြီးတီးခတ်နိုင်တော့မှာမဟုတ်ကြောင်းကြေညာခဲ့ပြီးတော့ဟေဒီပို့စာမတွက်နိုင်မချင်းအတန်းကိုဆုံးသတ်မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။ဆီယမ်မာယောင်ကိုရက်တီကောင်ဝင်နိုင်လာတဲ့အတွက်ဟယ်ရင်ကဂုဏ်ပြုပေးခဲ့ပြီးတော့ဟယ်ရီကတော့ဆိုရှယ်မီဒီယာကိုတုံးပြီးဆီယမ်မကိုဆက်လက်လိုက်ခဲ့ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကွန်နီကဟယ်ရီရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုဖျက်ပစ်လိုက်ပြီးတော့မစ္စတာကိုရောင်းအပေါ်ကိုသူမကလိမ်လည်ဆွဆွဲခဲ့တဲ့ဗီဒီယိုဖိုင်ကိုလည်းတင်လိုက်ပါတယ်။သူမလိမ်လည်ခဲ့တယ်ဆိုတာကိုသက်သေပြလိုက်တဲ့အတွက်ချက်တကွဲပြောသွားတဲ့ဟန်နေဒီကဆီယမ်မာယောင်ရဲ့တိုက်ခန်းစီသွားပြီးတော့သူမကိုတပ်ပြီးမှကိုကိုတက်တင်မယ်လို့ချင်းချုပ်ပါတော့တယ်။ဒါလည်းချောင်းကင်ထားပြီးအရာအလုံးအတွက်ဆီယမ်မာယောင်ကိုအပြစ်တင်ကဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။လုံးထင်းတပ်ပုတ်နေရင်ဆီယမ်မာယောင်လာသာဆောင်ကပြုတ်ကျသွားခဲ့ပါတယ်။အဲ့အချိန်မှာပဲဟွာကျင်ရောက်လာပြီးဆီယမ်မာကိုပွေဖက်လိုက်ပြီးတော့သူကိုယ်တိုင်ပဲပြုတ်ကျတဲ့ဒဏ်ရာတွေကိုခံခဲ့ပါတယ်။ဟန်ရင်ကဟန်နီရဲ့ဓာတ်ကိုချဖို့အတွက်အမိန်ပေးပေမဲ့မချတဲ့ခါမှာတော့ဓာတ်သားကိုလက်ပလာနဲ့ဆုံးကန်လိုက်ပြီးတော့ဟန်နီကိုလာသာဆောင်ကနေပြီးတော့တွန်းချပြမယ်လို့ချင်းချောက်လိုက်ပါတယ်။လော်လော်နဲ့တေးလန်းရွေ့မဲ့အစားကိုလုတ်ခဲ့တဲ့လောရက်တွေအတွက်အကျိုးဆက်ကိုခံစားပြီးတက်ရှင်နေနိုင်မှုအတွက်သူ့ကိုပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကွမ်တေယာဒဏ်ရာရသွားတဲ့ဟန်နီရဲ့လက်ကိုပတိစီးပေးခဲ့ပါတယ်။သူတို့တွေအောက်ရုပ်တဲ့အချိန်မှာဟွာကျင်ဟာမထလာသေးတဲ့အတွက်ဆီယမ်မကစိတ်ပူနေပါတယ်။ဒီချိန်မှာပဲဟန်နီကဟန်ဆောင်နေဖို့ပြောလိုက်ပြီးတော့ဟွာကျင်ကထလာပါတယ်။ဒီချိန်မှာပဲဟွာကျင်ရဲ့ခေါင်းပေါ်ကနေသူတွေစီးကြလာပေမဲ့ဘာမဆိုင်ရမဆိုင်ကွမ်တေယာမေးလဲသွားပါတယ်။နောက်နေ့မှာတော့ကန်ဆော့ဟာအမှုရဲ့ရက်လက်ကိုအစီရင်ခံစာတင်ပြခဲ့ပြီးတော့ EFBB အနေနဲ့ကျောင်းသားတွေရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုတက်တက်ကြွကြွစောင့်ကြည့်သွားမယ်လို့ကြေညာခဲ့ပါတယ်။ဒီချိန်ထဲမှာပဲကန်ဆော့ရဲ့နိုင်ငံရေးပြန်မှတ်နဲ့သူ့ရဲ့အပေါင်းပါတွေကသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ကန်ဆော့နဲ့ဟွာကျင်တို့က EFBB ကိုဖွဲ့စည်းရတဲ့ကိုကြီးကိုယ်တိုင်ရည်ရွယ်ချက်တွေကိုဖွင့်ချဖို့စီစဉ်နေကြတာဖြစ်ပြီးတော့ဒီဖွဲ့ဟာဂါယောင်တက်ခံရမှုအတွက်လက်စားချေဖို့တည်ရှိနေတာဖြစ်တယ်လို့စွပ်စွဲပြောဆိုဖို့ပြင်ဆင်နေကြပါတယ်။ဒီမှုကပြီးဆုံးသွားခဲ့ပေမဲ့တည်ဆုံးသွားတဲ့လူတစ်ယောက်ကိုတော့ပြန်ခေါ်ပေးနိုင်မှာမဟုတ်ပါဘူး။တခါတလေလူတစ်ယောက်ကိုနာကျင်စေတာကလက်သီးတစ်ချက်မဟုတ်ပါဘူး။မစင်စားဘဲနဲ့ပြောလိုက်မိတဲ့စကားတစ်ခုပဲဖြစ်နေတတ်ပါတယ်။ဒါကြောင့်မလို့အမှန်တရားကိုမသိခင်မှာပဲဘသူ့ကိုမှကိုယ်စိတ်နဲ့နှိုင်းပြီးတော့အလွယ်တကူမဆုံးဖြတ်သင့်ဘူးထင်ပါတယ်။ဇလန်ရဲ့အပိုင်းသုံးကတော့ဒီမှာနေပြီးပါပြီ။ဗီဒီယိုကြိုက်နေတဲ့ရင်တော့ like and subscribe လုပ်ခဲ့ပြီးတော့ကျွန်တော်ကိုကူညီပေးလို့ရပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ဒါလှပတဲ့နေ့လေးပေးကြပါစေ။